ယောဘဝတ္ထုအခန်းကြီး7အခန်းငယ်1ယောဘပြန်၍မွတ်ဆိုသည်ကသင်တို့သာလျှင်လူဖြစ်၍သူတို့နှင့်အတူဉာဏ်ပညာသိလိမ့်မည်ဟုယုံမှားเสียမရှိရသို့တော်လည်းငါသည်သင်တို့ကဲ့သို့ဉာဏ်ရှိ၏သင်တို့ထက်ငါယုံညံ့သည်မဟုတ်ဤကဲ့သို့သောအရာများကိုအဘယ်သူသည်နားမလည်ပေနေသနည်းငါသည်ဖျားသခင်၏ကျေးဇူးတော်ကိုခံရအံ့သောငါဆုတောင်းပတနာပြုစဉ်တွင်အိမ်နီးချင်းပြည့်ရပြုသည်ကိုခံရသူဖြစ်၏အပြစ်မရှိဖြောင့်မတ်သောသူသည်ပြည့်ရပြုခြင်းကိုခံရပါသည်တကားချော်လဲလူသူကြုံတွေ့သောကံကြမ္မာအတွက်ကံတရားဟုကောင်းစားသူသည်မှတ်တတ်၏ဓနလိုသောသူ၏နေရာသည်ကောင်းစားတတ်၏ဘုရားသခင်၏အာဏာတော်ကိုစံသောသူတို့သည်လုံခြုံစွာနေ၍ဘုရားသခင်ပေးတော်မူသောစည်းစိမ်ကိုခံစားတတ်ကြ၏တားမျိုးနှင့်မိုးကောင်းငယ်ငှက်တို့ကိုမေးမြန်းလော့သူတို့သည်ဟောပြောသွန်သင်ကြလိမ့်မည်ရေကြီးနှင့်ပင်လယ်ငါးတို့ကိုမေးမြန်းလော့သူတို့သည်ပြသ၍ဥပဒေတပေးကြလိမ့်မည်ဤအမှုတို့ကိုထာဝရဘုရားစီရင်တော်မူကြောင်းကိုထိုတိရစ္ဆာန်တစ်ကောင်မျှမသိဘဲနေသလောအသက်ရှင်သောတရားဝါအလုံးတို့၏ဇီဝအသက်နှင့်လူတရားဝါခတ်သိမ်းတို့၏ထွက်သက်ဝင်သက်သည်ဘုရားသခင်လက်တော်၌ရှိ၏ဂုရင်းသည်အစာကိုမိစမ်းတကဲ့သို့နားသည်စကားကိုစုံစမ်းသည်မဟုတ်လောအသက်ရွယ်ကြီးသောသူတို့သည်ဉာဏ်ပညာနှင့်ပြည့်စုံကြ၏ဘုရားသခင်မူကားဉာဏ်တတ္တိအစွမ်းတတ္တိနှင့်ပြည့်စုံတော်မူ၏ပညာတတ္တိကိုပေးနိုင်သောအခွင့်ရှိတော်မူ၏ဖြိုဖျက်တော်မူလျင်အဘယ်သူမျှတိဆောက်ရသောအခွင့်မရှိလူကိုချုပ်ထားတော်မူလျင်အဘယ်သူမျှလွှတ်ရသောအခွင့်မရှိရေများကိုစီးတားပိတ်ပြင်တော်မူလျင်ခန်းလျှောက်ရ၏တဖန်လွတ်တော်မူ၍မြေကြီးကိုလွှမ်းမိုးကြ၏တကူတော်ဉာဏ်တော်နှင့်ပြည့်စုံ၍မှားသောသူနှင့်မှားစေသောသူတို့ကိုပိုင်တော်မူ၏တိုင်ပင်မူးမတ်တို့ကိုဖမ်းဆီးသိမ်းသွားတော်မူ၏တရားသူကြီးတို့ကိုယူသွစေတော်မူ၏ရှင်မြင်းတို့ကိုအရာမှချ၍ခါးကျိုးနှင့်ရှိတော်မူ၏ယေပရောဟိတ်တို့ကိုဖမ်းဆီးသွား၍သူရဲတို့ကိုလည်းရှုံးစေတော်မူ၏နှုတ်သက်ရှိသောသူတို့ကိုစကားအစေ၍အသက်ကြီးသောသူတို့မှပညာကိုနှုတ်တော်မူ၏မင်းသားတို့ကိုအဆက်ကွဲ၍အားကြီးသောသူတို့ကိုချုပ်ချတော်မူ၏မောင်မိုက်ထဲမှနည်းနည်းသောအရာတို့ကိုထင်ရှားစေ၍တေခြင်းအရေးကိုအလင်းထဲသို့ထုတ်ဖော်တော်မူ၏တိုင်းနိုင်ငံကိုချီးမြှောက်၍တဖန်ဖျက်ဆီးတော်မူ၏တိုင်းနိုင်ငံတို့ကိုကျဲစေခြင်းက၎င်းကျင်းစေခြင်းက၎င်းပြုတော်မူ၏မြေသားတို့တွင်အကြီးလောက်သောသူတို့မှဉာဏ်ကိုနှုတ်၍လမ်းမရှိသောတော၌ရှာလပတ်လေစေတော်မူ၏သူတို့သည်အလင်းမရှိမှောင်မိုက်၌စမ်းတက်လျက်သွားရကြ၏ရစ်မှုသောသူကဲ့သို့တင်းရိမ့်လျက်သွားစေတော်မူ၏ယောဘဝတ္ထုအခန်းကြီး7ပြီးပါပြီယောဘဝတ္ထုအခန်းကြီး7အခန်းငယ်1ထိုအမှုရာလုံးစုံတို့ကိုငါမျက်စိသည်မြင်ပြီငါနားသည်လည်းကြား၍နားလည်ပြီသင်တို့သိသမျှကိုငါသိ၏သင်တို့ထက်ငါယုံညံ့သည်မဟုတ်နန္ဒတကိုးရှင်အားငါလျှောက်ရသောအခွင့်ဘုရားသခင်နှင့်ငါဆွေးနွေးရသောအခွင့်ရှိပါစေသောသင်တို့သည်တယောက်မျှမကျွင်းငါကိုမှုသားပြောသောသူအတုံးမရသောစေသမားဖြစ်ကြ၏သင်တို့သည်စကားတစ်ခုကိုမျှမပြောဘဲတိတ်ဆိတ်စွာနေကြပါစေထို့သို့နေလျင်စင်စစ်ပညာရှိကဲ့သို့ဖြစ်ကြလိမ့်မည်ငါပြောသည့်အကျိုးအကြောင်းစကားကိုနားထောင်ကြပါလောငါနှုတ်နှင့်ဆွေးနွေးနှီးနှောမိစကားကိုနှလုံးသွင်းကြပါလောသင်တို့သည်လစ်လျူသောစိတ်မရှိဘဲဘုရားသခင်ဘက်၌ပြောရှင်သလောဘုရားသခင်ဘက်၌နေ၍မှုသားကိုသုံးရှင်သလောမျက်နာတော်ကိုထောက်လျက်သာဘုရားသခင်ဘက်၌နေ၍ငင်းကုန်စစ်တိုက်ရှင်သလောသင်တို့ကိုကြက်တဲစွာစစ်တော်မူလျင်သင်တို့၌ကျေးဇူးရှိလိမ့်မည်လောလူကိုလှည့်စားတဲ့ကဲ့သို့ဘုရားသခင်ကိုလှည့်စားနိုင်သလောသင်တို့သည်လှုံ့ဝှက်၍သူ့မျက်နာကိုထောက်လျင်စင်စစ်သင်တို့ကိုစုံမတော်မူမည်သင်တို့သည်တကူအာနုဘော်တော်ကြောင့်မကြောက်ကြသလောကြောက်မောက်ပွင့်သောဂုဏ်တော်ကြောင့်မထိတ်လန့်ကြသလောသင်တို့၏ဤဥပဒေသစကားသည်မြေမှုန့်ထက်သာ၍ပေါ့၏သင်တို့ကိုယ်လုံးသောမျိုးရိုးသည်လည်းကျိုးမျိုးရိုးကဲ့သို့ဖြစ်၏တိတ်ဆိတ်စွာနေ၍ငါပြောပြရစေတို့ပြီးမှအမှုရောက်ရှင်တိုင်းရောက်ပါစေလေသို့တော်လည်းငါသည်အသားကိုပါးစပ်နှင့်ကိုက်ရှိလျက်ကိုယ်အသက်ကိုလည်းလက်နှင့်ကင်လျက်ဆောင်သွားမည်ငါကိုတတ်တော်မူ၍ငါမျှော်လင့်စရာမရှိတော်လဲရှေ့တော်၌ကိုအပြစ်ဖြေစရာစကားကိုငါလျှောက်ထားမည်ထို့သောပြုလျင်ငါ၏ကဲ့နေရာအကြောင်းဖြစ်လိမ့်မည်အာရမလူသည်အထံတော်သို့မဝင်ရငါစကားကိုစစ်စစ်မှတ်ကြလော့ငါလျှောက်ထားချက်ကိုနားထောင်ကြလော့
ယခုငါအမှုကိုငါဆင်ခြင်ပြီငါ၌အပြစ်လို့ရှင်ထင်ရှားမည်ဟုငါသိ၏ငါအပြစ်ကိုဖော်ပြမည့်သူကအဘယ်သူနည်းထို့သောဖော်ပြလျင်ငါသည်တိတ်ဆိတ်စွာနေ၍အသေးခံပါမည်ဒဏ်ကတ်ခြင်းနှစ်ပါးကိုသာလျှော့တော်မူပါထို့သောလျှော့လျင်ကိုယ်တော်ကိုမရှောင်ပါလက်တော်ကိုတိမ့်တော်မူပါကြောက်မပွေသောအချင်းအရာတော်အဖြစ်အကျွန်ုပ်ကိုလျှောက်တော်မမူပါနှင့်ထိုအခါခေါ်တော်မူပါအကျွန်ုပ်ပြန်လျှောက်ပါမည်သို့မဟုတ်အကျွန်ုပ်သည်အရင်လျှောက်ပါမည်ကိုယ်တော်အမိန့်ရှိတော်မူပါအကျွန်ုပ်ပြုမိသောဒုစရိုက်အပြစ်တို့သည်အဘယ်မျှလောက်များပါသနည်းအကျွန်ုပ်ပြစ်မှားလွန်ကျူးခြင်းအပြစ်တို့ကိုအကျွန်ုပ်အားပြတော်မူပါကိုယ်တော်သည်မျက်နှာတော်ကိုလွှဲ၍အဘယ်ကြောင့်အကျွန်ုပ်ကိုရန်သူကဲ့သို့မှတ်တော်မူသနည်းလေတိုက်သောတိရွက်ကိုချောက်လန့်တော်မူမည်လောမျက်လျှောက်ကိုမှီအောင်လိုက်တော်မူမည်လောအကျွန်ုပ်၌ပြင်းစွာသောအပြစ်တင်သောစကားကိုမှတ်ထားတော်မူ၏အကျွန်ုပ်အသက်ငယ်စဉ်တွင်ပြုမိသောအပြစ်ကြောင့်ယခုခံစေတော်မူ၏အကျွန်ုပ်ကိုထိတ်ခတ်လျက်အကျွန်ုပ်တို့ရလမ်းရှိသည်များကိုစောင့်လျက်နေ၍အကျွန်ုပ်ပတ်လည်၌စီးလုပ်တော်မူ၏ထိုသောခံရသောသူသည်ဆွေးမြေ့သောအရာကဲ့သို့၎င်းအမှုရကိုက်စားသောအဝတ်ကဲ့သို့၎င်းယုံရင်းပြတ်သုံးရပါ၏ယောဘဝတ္ထုအခန်းကြီး73ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်